အားလုံးပဲဒါလေးဆိုပါဒါကတော့ကျွန်တော် chef ဖက်နဲ့တူဟိုတနေ့ကလူ6ယောက်စာ birthday dinner event အတွက်တွားရောက်ချက်ပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်မနေ့ပိုင်းနေ့တော့ဆူရှီဆိုင်ကအပြီးညနေ event အတွက်ကိုဆရာစီကပြေးသွားပါတယ်ရောက်တဲ့အခါမှာတော့ဒီညအတွက်လိုရတဲ့ဟင်းပွဲတွေတော့ကိုဝိုင်းကူပြင်ဆင်ပြီးတော့ဧည့်သည်တွေစီကို dinner အမိသွားကြပါတယ်ဒီည serve လုပ်မဲ့ food အမျိုးအမည်နဲ့ client တွေရဲ့ food allergy တွေကိုလမ်းမှာပဲကျွန်တော်ရှင်းပြပါတယ်ရောက်ချင်းမှာတော့ဧည့်သည်တွေအစံပွဲအနေနဲ့စားဖို့အတွက် seafood တာပါကိုကျွန်တော်စပြီးပြင်ဆင်ပါတယ် serve လုပ်နေတော့ရေခဲမလောက်လို့ကားပေါ်ရေခဲတော့အမြင်ပြေးသွားယူပါပါတယ်ဒီကနေ့ဧည့်သည်ပင်လယ်စာနဲ့တွဲစားဖို့ wild mushroom crostini ကို plating လုပ်ပါတယ်လက်ထမင်းဝိုင်းကိုမရောက်ခင်မှာပဲတောက်ဖို့အတွက်ရေခွက်တွေကိုအစင်သေးပြင်ဆင်ပေးရပါတယ်ဒီကနေ့ကျွန်တော်ဒီည serve လုပ်မဲ့ risotto အတွက်အချက်ဖို့ပြင်ဆင်ပါတယ်။ဟိုမှာထောပတ်စီကိုပူအောင်လုပ်ပြီးကြက်သွန်နီဆန်ကြက်သွန်ဖြူထည့်ပြီးတော့အနံ့မွေးလာတဲ့အထိအိုးပေါ်မှာအပူပေးပါတယ်။စားငရုတ်ကောင်းတဲ့ rosemary ကိုထည့်ပြီးတော့အယောင်လေးပြောင်းလာပြီဆိုတာနဲ့ white wine နဲ့ငယ်ထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါတယ်။ white wine တွေအရေးခမ်းသွားပြီဆိုတာနဲ့ chicken stock ထည့်ပြီးတော့အရေးခမ်းတဲ့ထိချက်ပြီးသူ့ကိုပေးဖယ်ထားလိုက်ပါမယ်။အဲ့ဒီအတွက်တောက်ရည်တွေ refill လုပ်ရင်ကိုမ dirty place တွေကိုရှင်းပြီးတော့စားဖို့ ready ဖြစ်မဖြစ် check in လုပ်ပါတယ်။ဆန်ကတရေခမ်းလို့မကြက်တကြက်ဖြစ်ပြီဆိုတာနဲ့ဘေးကိုခဏဖယ်ထားပြီးတော့အခုလိုပဲအရေးခမ်းထားလိုက်ပါတယ်။ဒီကနေ့အဲ့ဒီအတွက်ဆရာအထူးပြင်ဆင်လာတဲ့ဟင်းပွဲတော့ကိုစားပြီး plating လုပ်ပါတယ်။ဒါပေမဲ့တော့ဒီည menu မှာမပါပါဘူးဒါတော့ဆရာဧည့်သည်တွေအတွက် surprise အနေနဲ့လက်ဆောင်ပေးရဟင်းပွဲပဲဖြစ်ပါတယ် Halbert ဆိုတဲ့ငါ့ကို Cajun spice နဲ့ pan-seared လုပ်ပြီးတော့ mutton chips ပေါ်မှာညှက်ပြီးတော့အပေါ်က pickle တကားရုပ်လေးတင်ပါတယ်အောက်က guacamole လေးခံထားပြီးတော့ဘေးက spicy mayo နဲ့ထွဲပြီး serve လုပ်ပေးထားပါတယ် second course အတွက် ready ပြင်ဆင်နေတော့မှာကျွန်တော် first course က plate တွေကိုတင်ခိုင်းပါတယ်ပြန်နဲ့နောက်ဆုံးဟင်းပွဲအတွက်လိုအပ်တဲ့ Brussels sprout အတွက်ကိုကျွန်တော်ပြင်ဆင်ခိုင်းပါတယ်သူ့ကြော်တဲ့ခါမှာကြက်သွန်အနေနဲ့ဖြူတခါတည်းထည့်ပြီးတော့ကြက်ကန်ဒီမှာစားငရုတ်ကောင်းဖြူပြီးတော့မီးအေးနဲ့အပူပေးထားလိုက်ပါတယ်ကျွန်တော်ဒီဘက်မှာ Brussels sprout ပြင်ဆင်နေတော့မှာဆရာကတော့ဒုတိယ course ဖြစ်တဲ့ roasted vegetable tzatziki ဟင်းကို plating လုပ်ပြီးနေပါပြီ။အခုကနေ tzatziki sauce ကို chicken ပြီးတော့ bar roasted carrots တင်နေ pomegranate molasses sauce ရဲ့ queso fresco လေးဖြန်းထားပြီးတော့ microgreen နဲ့ top လုပ်ထားပြီးတော့ဘေးက hummus လေးနဲ့တွဲပြီး serve လုပ်ပေးထားပါတယ်။နောက်တစ်ဟင်းပွဲတစ်ခုဖြစ်တဲ့ basil pesto gnocchi နဲ့စားဖို့အတွက်အပင်းကိုပြင်ဆင်ပါတယ်။ခုနချက်ထားတဲ့ gnocchi လေးတွေကို basil pesto sauce ထဲမှာပူပေးအောင်လောက်တော့ချက်ပြီးတော့ဆရာက plating စားလုပ်ပါတယ်။သူ့ကိုအပေါ်နေ balsamic vinegar လေးဖြန်းပေးထားပြီး pear and fennel salad လေးနဲ့ finish လုပ်ပေးထားပါတယ်။ပြီးရတဲ့နောက်ထပ်ဟင်းပွဲတစ်ခုဖြစ်တဲ့ tandoori chicken အတွက်ကိုကျွန်တော်စပြီးပြင်ဆင်ရပါတယ်။ဟင်းပွဲတစ်ခုနဲ့တစ်ခုကြားမှာကျွန်တော်15မိနစ်ကနေမိနစ်20အထိကိုအချိန်ရပါတယ်။ဒီဟင်းပွဲအတွက်ကိုတော့ဆရာကတရက်သီးကြက်သွန်မဲငရုတ်သီးစင်းတို့ကိုပပလေးလှီးထားပြီးတော့ simple salad လေးလုပ်ခိုင်းပါတယ်။3နာရီကြာ sous vide လုပ်ထားတဲ့ chicken rolla ကို tandoori sauce ပေါ်မှာတင်တယ်။လုပ်ထားတဲ့ lemon နဲ့ delicata squash ပေါ်မှာခုန salad ကို finish လုပ်ပြီးတော့ white sauce နဲ့ချက်ထားတဲ့ eggplant နဲ့တွဲပြီးတော့ serve လုပ်ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ main course ဖြစ်တဲ့ beef medallion ကို risotto ရဲ့ Brussels sprout နဲ့တွဲပြီးတော့ family style serve လုပ်ရင်းနဲ့ကျွန်တော်ရဲ့တနေ့တာအဆုံးသတ်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ကြပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။